အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့လှုပ်တဲ့အရာတွေကိုအချိန်ဆွဲနေမိတဲ့အလေးအကျင့်ကကိုတို့ရဲ့ဘဝနဲ့ရည်မှန်းချက်တွေပေါ်ဘယ်လိုတက်ရောက်မှုရှိသလဲပိုကောင်းတဲ့အလေးအကျင့်တွေကိုနေ့စဉ်ဘဝမှာဘယ်လိုတည်ဆောက်နိုင်မလဲဆိုတဲ့အကြောင်းအရာလေးကိုခန်းစားသိရှိစေဖို့စာပိုက်လေးတစ်ပိုက်ကိုဆက်လက်မျှဝေဖတ်ပြပေးချင်ပါတယ်ဒီစာဖတ်တဲ့လေးကဒီနေ့လှုပ်တဲ့တာကိုဒီနေ့လှုပ်ဖို့ခွန်အားလေးတစ်ခုပေးနိုင်ပြီးပိုကောင်းတဲ့ကိုယ်တိုင်စီခြေလမ်းစတင်နိုင်ပါစေ။တူတူနားဆင်ပေးကြပါအောင်ရှင်။အရေးကြီးတဲ့အလုပ်တစ်ခုခုကိုလုပ်ဖို့ပဲဖြစ်ဖြစ်ခုအတွက်တေချာပေါက်အကျိုးရှိမယ်လို့ထင်တဲ့ကိစ္စကိုပဲဖြစ်ဖြစ်နောက်ဆုံးကိုဝါသနာပါတဲ့အလုပ်ကိုပဲဖြစ်ဖြစ်လုပ်ဖို့စတင်ဖို့ဒီရွှေညာရွှေလုပ်နေမိပြီလားဒီလိုလုပ်နေမိတယ်ဆိုရင်လေကိုတယောက်တည်းမဟုတ်ပါဘူး။များသောအားဖြင့်ဒီလိုအလေးအကျင့်မျိုးလူတော်တော်များများမှာရှိကြပါတယ်။ဒါကိုအချိန်ဆွဲတတ်ခြင်းလို့ခေါ်ပါတယ်။မကောင်းတဲ့အချိန်ဆွဲတတ်တဲ့အကျင့်စိုးတွေကြောင့်သတ်မှတ်ချိန်တွင်အလုပ်တွေမပေးတာကိုလုံနိုင်သလောက်စွမ်းဆောင်နိုင်သလောက်ရလက်တွေမရတော့တာကိုစိတ်ကျေနပ်မှုမရတာမျိုးအချိန်မလောက်ဘူးလို့ခံစားရတာမျိုးနောက်ဆုံးအချိန်လွန်မှနှောင့်နှရတာမျိုးတွေကိုဥတီဖြစ်ပေါ်စေနိုင်ပါတယ်။ကိစ္စတစ်ခုကိုစတင်တဲ့နေ့တိုင်းကိုစီညီတွေပေးလွှတ်နေမိပြီဆိုရင်လေဒါအချိန်ဆွဲခြင်းသဘောမျိုးဖြစ်နေတာပါ။ဘာကြောင့်လူတွေကအချိန်ဆွဲတတ်ကြတာလဲဆိုတော့အကြောင်းအမျိုးမျိုးရှိနိုင်ပါတယ်။တချို့ညံ့ကောင်းတဲ့သူတွေတော်တဲ့သူတွေမှာတော့ဒီလိုအချိန်ဆွဲတဲ့အပြုအမူမျိုးကိုတွေ့ရနိုင်ပါတယ်။ဘာလို့လဲဆိုတော့သူတို့ကိုယ်သူတို့စွမ်းဆောင်ရည်မြင့်မားကြသူတွေဖြစ်တာကိုသိနေကြတဲ့အတွက်နောက်ဆုံးအနည်းကချိန်မှထပြီးအလုပ်ကိုပြီးမြောက်အောင်လုပ်နိုင်ကြလို့ပါပဲ။ဒါပေမဲ့မြန်ပြီးအောင်လုပ်ရတဲ့အတွက်ရလက်ကသူတို့စိတ်ကျေနပ်လောက်တဲ့အနေအထားမျိုးထိမရလိုက်ကြဘူးဆိုတာကိုသူတို့သိကြပါတယ်။တခါတလေဒီအလုပ်ကခတ်လိုက်တာဒါကပြင်းစရာကြီးလုပ်ပြီးလို့မှဘာမှမထိုးကြလိုက်ရင်ဘာမှမဖြစ်လာရင်ဘယ်လိုလုပ်မှလဲမှားသွားခဲ့ရင်ကြာရှုံးသွားခဲ့ရင်ရှုံးသွားခဲ့ရင်ဘယ်လိုလုပ်မလဲဆိုပြီးအကြောင်းပြချက်မျိုးစုံပေးပြီးတော့လေအချိန်ဆွဲတတ်ကြပါသေးတယ်။ဒါမျိုးအချိန်ဆွဲနေတာက motivation အားနည်းနေတဲ့အခါဒါမှမဟုတ်ဒီအလုပ်ကိုလုပ်ဖို့ရည်ရွယ်ချက်ကောင်းရှာမတွေ့တဲ့အခါမျိုးတွေမှာပိုပြီးဖြစ်တတ်ပါတယ်။ဒါကြောင့်ကိစ္စတစ်ခုကိုဆောင်ရွက်ခံနေရည်ရွယ်ချက်ကောင်း intention ကောင်းရှိနေဖို့လိုအပ်ပါတယ်။နောက်ထပ်အချိန်ဆွဲရခြင်းအကြောင်းကပြည့်စုံချင်တာပါ။ကိုလုပ်တဲ့အလုပ်ကိုရလက်အကောင်းဆုံးperfect အဖြစ်ဆုံးအခြေအနေတွေရချင်လို့ပြီးအချိန်ဆွဲနေတာမျိုးလည်းဖြစ်နေတတ်ပါတယ်။ဒါကြောင့်အလုံးစုံပြည့်စုံခြင်းတဲ့စိတ်ကိုလည်းဖျောက်ရမှာပါ။လောကမှာဘယ်သူကမှဘယ်အရာကမှ perfect ဖြစ်မနေပါဘူး။ကို့မှာရှိတာနဲ့အကောင်းဆုံးစတင်တတ်ဖို့ပဲလိုအပ်တာပါ။လုံရင်းကရင်ပြုပြင်ရင်တစ်ဆင့်တက်တစ်ဆင့်ပိုပြီးကောင်းလာအောင်တိုးတက်လာအောင်ပြုပြင်ဆောင်ရွက်တတ်ဖို့ပဲလိုပါတယ်။ပြည့်စုံခြင်းနဲ့ဆိုတဲ့လူအမျိုးအစားတွေကတည်တံ့ရှိနေတတ်ကြပြီးအဲ့ဒီလူတွေကအချိန်အဆွဲဆုံးလူသားတွေလည်းဖြစ်နေတတ်ကြပါသေးတယ်။ဒီတော့အချိန်ဆွဲတတ်တဲ့မကောင်းတဲ့အကျင့်ဆိုးတွေကိုဘယ်လိုဖျောက်ရမလဲဆိုရင်အလုပ်တစ်ခုမလုပ်ခင်ကိုယ့်အတွက်ရှီမန်းချက်ပန်းနိုင်တွေတည်တည်ချာချာချမှတ်ပါ။ဒီအလုပ်ကိုဘာရည်ရွယ်ချက်ချလုပ်မယ်ဆိုတာကိုတည်တည်ချာချာသတ်မှတ်ပါပြီးမှဒါကိုပြီးမြောက်အောင်လုပ်မယ်မြန်စတင်မယ်ဆိုတဲ့တန်ထိတ်တံမျိုးချမှတ်ပေးပါပြီးရင်တနေ့တည်းတစ်ထိုင်နဲ့အများကြီးလုပ်ပြီးနောက်နေ့လက်လျှော့သွားတာမျိုးလည်းမဖြစ်ပါစေနဲ့ကောက်ရိုးမီလို့အစာပိုင်းမှာတက်ကြွနေပြီးနောက်နေ့ပြင်းထူသွားတာမျိုးလည်းမဖြစ်ပါစေနဲ့အချိန်စီမံခန့်ခွဲမှုကိုလေ့လာဖို့လိုအပ်တယ်လို့ကောင်းအသုံးချတတ်ဖို့လည်းလိုအပ်ပါတယ်တရက်စာတစ်ပတ်စာတစ်လစာလုပ်ရမယ့်အလုပ်တွေကိုတည်တည်ချာချာဦးစားပေးသတ်မှတ်တတ်ဖို့လည်းလိုပါတယ်အချိန်စရာဆွဲပြီးလောက်ကင်တတ်ဖို့ပဲလိုပါတယ်ကြားဝဝင်ရောက်လာတဲ့အနှောက်အယှက်တွေအတားအဆီးတွေရှိလဲရှောင်ကျဉ်တတ်ဖို့လိုအပ်ပါတယ်ဥပမာကိုယ့်အတွက်အရေးမကြီးတဲ့အကြောင်းအရာတွေဆိုရှယ်မီဒီယာမှာမလိုအပ်တာတွေအတွက်အချိန်မပေးပြီးဖို့အရေးကြီးပါတယ်လူအများစုကကိုလွတ်လိုက်တဲ့အလုပ်တစ်ခုကိုစူးစမ်းရတဲ့အလုပ်တစ်ခုအတွက်အပြစ်မှတ်ပြုခံရတာကိုပြောကြတယ်ချီးကျူးခံရတာအိတ်ရှိန်နေနဲ့လောက်ခလာစားရတာအောင်မြင်မှုအတိအပွင့်ခံစားရတာစတာတွေပါဝင်ပါတယ်ဒါကြောင့်အလုပ်တစ်ခုပြီးမှအောင်မြင်တိုင်းတခြားသူအတိမပြုသည်ဖြစ်စေမပြုသည်ဖြစ်စေကိုအကောင်းဆုံးစွမ်းဆောင်ခဲ့တယ်စူးစမ်းခဲ့တယ်ဆိုတာကိုစုချီးမြင့်တဲ့ပုံစံမျိုးအလေးအကျင့်ထားကြည့်ပါဘာတွေလုပ်ရမယ်ဘာတွေမလုပ်ရဘူး
မှတ်မိသည်ဖြစ်စေမမှတ်မိသည်ဖြစ်စေအကောင်းဆုံးကတော့လုပ်เสียရှိတာကိုအခုပဲထားလုပ်တတ်တဲ့အလေးအကျင့်ကိုမွေးမြူပါလို့နောက်ဆုံးအကြံပေးချင်ပါတယ်အလေးအကျင့်အလေးအထားဆိုတာကိုတို့အများကြီးစူးစမ်းအားထုတ်เสียစဉ်းစားเสียမလို့ပဲသူ့အလိုလိုမသိစိတ်ကအလိုလျောက်လှုပ်ဆောင်နေတဲ့ပုံမှန်အပြုအမူတစ်ခုပဲဖြစ်ပါတယ်အခြေအနေဖြစ်ရတစ်ခုကိုကြုံလာတဲ့အခါလုံနေကြပုံစံတူနီလန်တိုင်းထက်ကပြုမှုနေတဲ့ပတ်တန်ပုံစံတွေပဲဖြစ်ပါတယ်လူတိုင်းမှာအလေးအထားအလေးအကျင့်ကောင်းတွေရှိနိုင်တယ်လို့မကောင်းတဲ့အလေးအကျင့် habit တွေလည်းရှိနိုင်ပါတယ်အလေးအကျင့်ကောင်းတွေရှိတာကမိမိအတွက်အကျိုးရှိကမိမိဘဝအတွက်ပုံမှုတိုးတက်စေတဲ့ရလဒ်တွေကိုယူဆောင်ပေးလာနိုင်မှာဖြစ်ပြီးအလေးအကျင့်ကောင်းတွေကိုပုံမှန်မတိဆောက်ထားနိုင်ရင်တော့မိမိအလိုရှိတဲ့ပန်းနိုင်အခြေအနေမျိုးတွေကိုရောက်ရှိနိုင်မှာမဟုတ်ပါဘူးလေ့ကျင့်ခန်းပုံမှန်လုပ်တာကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုစားတာတကိုယ်ရည်တန်ရှင်းမှုကိုဦးစားပေးတာမိမိလှုပ်တင်လှုပ်ထိုက်သည်များကိုတသက်မတည်းဖြစ်မြောက်လှုပ်တာစတာတွေကဆွဲမြင့်အောင်လေ့ကျင့်လှုပ်ဆောင်ရမယ်အမှုအကျင့်ကောင်းတွေပဲဖြစ်ပါရဲ့အချိန်ဆွဲတာဇွဲမရှိတာအလုပ်ကိုပြီးစလဲလှုပ်တတ်တာအဆိုးဆုံးကကိုဂတိမတည်တာစတဲ့အလေးအကျင့်တွေကမိမိအတွက်အကျိုးမရှိစေတဲ့အပြင်ဘဝမှာဆိုးဝါးတဲ့ရလဒ်ကိုဖန်တီးလာစေနိုင်ပါတယ်ဒါကြောင့်ကိုတို့ဟာလေးအကျင့်ကောင်းတွေကိုတိဆောက်ခြင်းတဲ့အခါမှာမိမိတို့ရဲ့အပြုတ်မှုတိုင်းကိုတည်တည်ချာချာစောင့်ကြည့်ပြီးကိုကဘလို့အလေးထားတွေကိုချက်ခါပြုတ်မှုဆောင်ရွက်နေရဲဆိုတာကိုအရင်ဆုံးသိအောင်လုပ်ရမှာပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အရေးမပါတဲ့အသေးအမွှားကိစ္စလေးတွေကိုလုပ်နေတာကအချိန်ကြာလာတာနဲ့အမျှစုပုံလာတာတိသားပြောင်းလဲမှုတွေမှာပွားခြားသွားနိုင်လို့ပဲဖြစ်ပါတယ်။အပြုအမူသေးသေးလေးတွေကိုချက်ခါပြုလုပ်ဆောင်ရွက်နေပြီဆိုရင်အလေးအထားဆိုပြီးပြောင်းလဲတက်လာပါတယ်။အဲဒီကနေလူတစ်ယောက်ရဲ့ behavior ဆိုပြီးဖြစ်ပေါ်လာတတ်ပါတယ်။ဥပမာကော်ဖီကိုကြိုက်လို့တောက်တဲ့ action ကနေနေတိုင်းကော်ဖီတောက်ဖြစ်လာပြီဆိုရင်တော့ကော်ဖီတောက်တဲ့ habit အလေးအထားဖြစ်လာပါပြီ။ဒါကြောင့်ကိုကြိုက်တဲ့အရာကိုအတွက်တက်တာဖြစ်တဲ့အရာကိုချက်ခါလုပ်နေရင်တော့သိပြီးမသိတာလားပဲမြဲကိုအပြောင်းလဲတစ်ခုရခြင်းလို့တိုးတက်ခြင်းလို့ကိုအတွက်ခက်ခဲတဲ့အရာတွေကိုမကြိုက်တဲ့အရာတွေကိုအတွက်တက်တာမဖြစ်တဲ့အရာတွေကိုလုပ်ရပြီဆိုရင်တော့တစ်ချိန်နှစ်ချိန်တစ်ရက်နှစ်ရက်တစ်ပတ်နှစ်ပတ်သို့မဟုတ်တစ်လနှစ်လလောက်နဲ့ရှက်သွားတတ်ပါတယ်ဒါကြောင့်အရှင်သေးသေးလေးတွေကိုကိုယ့်ဘက်ကဂတိကဝတ်ဖြစ်ရှိအချိန်မှန်ချက်ခါလုပ်ခြင်းအပြင်အလေးကျင့်ကောင်းများကိုဖန်တီးတည်ဆောက်နိုင်ပါတယ်။သို့မှသာအချိန်ကြာလာတာနဲ့အမျှမိမိအုံနောက်မှာဆွဲတာကဒီအချိန်ရောက်လာရင်ဒါကိုမလုပ်ရမနေနိုင်ဘူးဆိုတာမျိုးဖြစ်ပေါ်လာမှာပါ။အလေးချင်းအလေးထားကောင်းတွေထူထောင်နိုင်မှုကိုပြောင်းလဲတည်ဆောက်ခြင်းနဲ့ကိုဖြစ်ခြင်းနဲ့တိကျတဲ့ရည်မှန်းချက်ပန်းနိုင်ရှိဖို့လိုအပ်ပါတယ်။ပြီးရင်နေ့စဉ်အပတ်စဉ်လုပ်နိုင်မှုအတွက်အချိန်စရာဆွဲတာတည်ကြအချိန်မှန်ပြုလုပ်ဖို့လိုအပ်ပါတယ်။ဥပမာကိုယ့်ရဲ့ရည်မှန်းချက်တွေဖြစ်တဲ့ကိုယ်အလေးချိန်လျှော့ချရန်တနေ့စာအတွက်ရှည်ကိုပုံမှန်လုံလောက်စွာပြီးွားစွာတောက်ရန်တရားထိုင်ရန်စသည်တို့အတွက် reminder ပုံစံမျိုးဖုန်းအလံတွေအထွေအသုံးပြုတာမျိုးsticky note နဲ့ရေးပြီးမိမိတို့ထင်တာမြင်တာရှိတဲ့နေရာမျိုးတွေမှာကတ်ထားပြီးမိမိ remind လုပ်တာမျိုးစသည်ဖြင့်ကိုဖြစ်ချင်တဲ့အရာတွေလုပ်ဖြစ်အောင်ပြင်ပအကူအညီတွေနဲ့အလေးကျင့်ကောင်းတွေကိုတိဆောက်ယူလို့ရပါတယ်။ဒါအပြင်မိမိတို့ရဲ့ပြင်းနေတဲ့စိတ်တွေနောက်ပြန်ဆွဲကျင်နေတဲ့စိတ်တွေကိုမလိုချင်တဲ့တုံ့ပြန်မှုမျိုးကိုအတိအကျထားကစောင့်ကြည့်ပြီးမိမိပြောင်းလဲလို့သောအပြုအမူကိုထက်ကလေ့ကျင့်ပြုမှုပေးခြင်းအဖြစ်ဆွဲထားတဲ့အခါမျိုးတွေမှာautomatic တုံ့ပြန်နိုင်တာမျိုးကိုရရှိနိုင်မှာဖြစ်ပါတယ်။အလေးချိန်ကောင်းတွေတိဆောက်နိုင်ခြင်းကမိမိတို့၏နေ့စဉ် daily life မှာ personal growth မှ professional growth ထိများစွာအထောက်အကူဖြစ်တာမို့မလျှော်သောဆွဲလုံလဝိရိယတို့ဖြင့်မိမိတဖြည်းဖြည်းချင်းပြုပြင်ပြောင်းလဲယူသွားဖို့လိုအပ်ပါတယ်။ဒီနေ့စာမရေးကိုဒီမှာပဲအဆုံးသတ်ခွင့်ပြုပါရှင်။ဒီစာဖတ်ချိန်လေးတွေကိုတူတူကုံဆုံးပေးကြတဲ့တယောက်ချင်းစီတိုင်းကိုတကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီနေ့နားဆင်ပေးခဲ့တဲ့မိတ်ဆွေအားလုံးအချိန်ဆွဲတဲ့အလေးအကျင့်တွေကိုတဖြည်းဖြည်းကျော်ဖြတ်နိုင်ပါစေ။နေ့စဉ်အလေးအကျင့်ကောင်းလေးတွေကိုစိတ်ဆေးစွာတည်ဆောက်နိုင်ကြပါစေ။ဒီငယ်တဲ့ကြိုးစားမှုလေးတွေကကြီးမားတဲ့ပြောင်းလဲမှုတွေဖြစ်ဖူးပွင့်လာကြပါစေ။ကိုရီမှန်းထားတဲ့ပန်းနိုင်တွေကိုယုံကြည်မှုအပြည့်နဲ့တလန်းချင်းရှောင်လန်းနိုင်ကြပါစေ။ဘဝထဲမှာတိုးတက်မှုစီကံရှိမှုနဲ့အောင်မြင်မှုတွေအမြဲတမ်းရှင်သန်နေကြပါစေ။နောက်ထပ်အတွေ့အကြုံတရားရရှိမယ့်စာပိုင်လေးတွေကိုဆက်လက်မျှဝေဖတ်ပြပေးမှာဖြစ်လို့ပြန်လည်ဆုံတွေ့ကြပါအောင်ဆိုတော့ရည်ရွယ်ထားတဲ့အရာအားလုံးကိုပိုင်ဆိုင်နိုင်တဲ့သူများဖြစ်ကြပါစေရှင်။ပျော်ရွှင်တဲ့နေ့လေးပိုင်ဆိုင်ကြပါစေ။